မှန်ပြီးအဲ့လိုမျိုးဖြစ်နေတာကျမအရင်နေမကောင်းဖြစ်တာကျမကကိုထင်တယ်ငါတော့တီတော့နေထင်တယ်လို့ကျမပြောငါဒီတစ်ခါတော့နောက်ဆုံးပဲငါတီတော့နေထင်တယ်လို့ပြောတာကျမကဘာလို့သွားတတိယလဲဆိုတော့ဘာသာခရီးရဲ့နှုတ်ဘက်တော်ကိုတတိယတော့ကျမကဘာသာခရီးရဲ့ recipe ကိုကျမအတန်သွင်းလိုက်တယ်ကျမ recipe ကိုအတန်သွင်းပြီးတော့မှ recipe ကို24နာရီလုံးကျမဖွင့်ထားတယ်ပလက်မီပလက်မှာထိုးပြီးတော့မှဗတိအားထည့်ပြီးတော့24နာရီလုံးဖွင့်ထားတယ်ဖွင့်ထားလိုက်တယ်ကျမနားထောင်နေအားလည်းမရှိတော့ယုံကြည်ခြင်းတွေလည်းမရှိနိုင်တော့အဲ့ဒီမှာတပြေးပြေးနဲ့ဗာပြတာကျမအသေးတယ်မှာနှုတ်ဘက်တော်တွေကစိတ်ဝင်လာမာစတာကပြောတယ်တင်းသေးမှာတင်းချင်းကနေရှင်းတဲ့6ယောက်စီတော့ဝိညာဉ်တော်ရှိတယ်အဲ့ဒီဝိညာဉ်တော်ကတင်းကိုအသေးသေးလည်းပြီးနိုင်တယ်တင်းကိုစားလည်းပြီးနိုင်တယ်ဟာလေလုယာတင်းကအသက်ကြီးလည်းပြီးနိုင်တယ်အဲ့ဒီရှာရဲ့ကျမအသေးတယ်မှာပြန်ရောက်လာတာအဲ့ဒီဟာကိုယုံကြည်ဖို့ဉာဏ်ခက်တယ်ဘုရားကြီးရဲ့နှုတ်ဘက်တော်ကအသက်ပြီးနိုင်တယ်ဘလို့ပြီးနိုင်တာလဲကျမရဲ့အသေးတွေကဘလောက်ကြီးချွေနေလဲဆိုကြက်တန်းကြီးကိုရည်ထဲမှာဖြော်လိုက်ထွက်လာတဲ့အနှစ်တွေတိုင်းနဲ့ကျမအသေးတွေကကြည့်ကြကျမအသေးတော်မှာတစ်ခုလုံးရှိတော့မယ်လို့ကျမမထင်ဘူးလမ်းနဲ့ချီအသေးတွေကလည်းကျွေကြနေတာဖြစ်တယ်အာသာမီကအသေးမရှိတော့မှအသေးမရှိတဲ့နဲ့တက်ရှင်နေတာလားမသိဘူးဆိုတရက်မှာဘုရားသခင်ကကျမကိုစကားပြောမင်းရဲ့အိမ်ယာကိုနှံလိုက်ပါမင်းနေကောင်းပြီမင်းချမ်းပါပြီမင်းနှလုံးအသေးသေးရပြီအသေးရကလေးစားပြီတိရပြီလို့ပြောတာကျမအားလုံးပြောတော့ချက်ချင်းထားလာတယ်ကျမအိမ်ယာရောကိုလုံးထားနေတယ်အဲ့ဒီလောက်ကိုလုံးရှော့ပြလိုက်တယ်ကိုလုံးကျင်ထုတ်ပြလိုက်တယ်ဘုရားသခင်ကငါ့ကိုအသက်ပေးပြီးဖြစ်တယ်ငါဒီနေ့စားပြီးအသေးသေးရပါပြီလို့ကျမပြောတယ်ကျမညဘက်ချတဲ့အခါမှာဘာမှမစားလာချီနေဘူးဖျဲသေးနဲ့ကျမနည်းနည်းလေးနဲ့စားချင်တယ်ည7နာရီအဲ့ဒါကျမတို့ကညမထွက်ရဘူးအဲ့ဒါကိုကျမသွားရှောင်းနေတာကျမဖျဲသေးတော့နည်းနည်းလေးတော့ရန်အားရည်လာတော့ကျမရန်ချမ်းပါပါမနေ့ကျတော့ကျမအသားရည်ရချင်းလာကျမအသားရည်ရတယ်အရင်တော့ပြန်နေပြီးတော့ကျမအသားရည်ဆိုလို့ရန်ချောင်းနေဘူးဘလို့ပြည့်ပြန်နေကျမလာတယ်ဆေးကြည့်ပါလားဟိုတနကားကြီးဘာမှလည်းလူလို့လည်းအတမ်းမထင်ဘူးပြန်နေလူဒီကောင်ရဲ့အသားရောင်ကိုထင်နေဒါပေမဲ့ဘုရားသခင်ကကျမကိုအသက်ပေးလိုက်တဲ့အခါမှာကျမအသားရည်လည်းချင်းကိုပြန်ကောင်းလာတယ်ကျမကကိုမစိတ်ချပြီးနဲ့ဆေးကမ်းပါတယ်ကျမတို့တစ်ခုလုံးသိပြီးပါကျမအထဲထဲမှာနှလုံးပုံတန်နှစ်ခုကြားနေရတယ်လို့ပြောတယ်ဆရာကခလေးရှိလို့လားကျမလည်းကိုယ်ဆုံးလာကြတယ်ဒီနာမနှလုံးပုံတန်တစ်ခုဒီအလေးလေးတွေမှာနှလုံးပုံတန်တစ်ခုကြားနေရတယ်ကျမအထဲထဲမှာတစ်ခုခုရှိနေတယ်တစ်ခုခုလာတည်နေတယ်ကျမအထဲထဲမှာလာတည်နေတာကဘုရားသခင်ရဲ့ဝိညာဉ်တော်ဖြစ်တယ်ဟာလေလုယာလုပ်ပြလိုက်တာဖြစ်တယ်။ကျမရဲ့ကလေးစားလေးကိုအစ်လုပ်တဲ့ဆရာဝန်ကကွန်ပျူတာနဲ့တရုတ်ဆရာဝန်တော့တရုတ်နိုင်ငံလာတဲ့ဆရာဝန်တောင်ကြီးမှအရင်ကတည်းကဆေးရုံကိုကျမသွားနေရှာလိုက်မှာဆရာဝန်ကဘာမှမဖြစ်ဘူးပြီးထဲမှာအကုန်ကောင်းနေဘာရောဂါမှမရှိကျမမယုံဘာဖြစ်လို့လဲကျမခံစားရကျမဒီချက်ကောင်းတဲ့ဆေးရပါတယ်တကူလုံးကျမကိုစစ်ပေးပါကျမအတဲကိုလည်းစစ်ပေးပါကျမရဲ့အစုံကျမရဲ့နှလုံးရဲ့ပူတွေကိုလည်းစစ်ပေးပါကျမရဲ့ကြောက်ကတ်တွေကိုလည်းစစ်ပေးပါကျမရဲ့အိမ်ကိုလည်းစစ်ပေးပါအကုန်လုံးစစ်ရတာအကုန်လုံးကအတင်ပေးတယ်ဟာလေလုယာကျမကဆေးကောက်လို့လည်းမဟုတ်ကျမပါဆေးမတော့ကျမစားခဲ့တာပြေးဒီနေ့နဲ့ဒီပဲစီးသလားတော့ကျမပါဆေးမလေးကဘာဖြစ်လို့လဲဆိုကျမဘုရားရဲ့နှုတ်ဘက်တော်ကိုဝင်ခံတာဖြစ်တယ်ရက်ချိုးလေးကိုကျမနားထောင်တယ်7နာရီလုံးနားထောင်တယ်ကျမအသိရှိတဲ့အချိန်မှာလည်းနားထောင်တယ်ကျမအိပ်ပျော်နေတဲ့အချိန်မှာဝင်နားတယ်ကျမနားထောင်တဲ့အခါမှာဘာသာဖြစ်ကမဆိုးဒီလေးကနေကျမခြေတို့တဲ့နှုတ်ဘက်တော်ကကျမရဲ့အထဲဝိညာဉ်မှာလှုပ်လာတာဖြစ်တယ်ဟာလေလုယာအဲ့ဒီနှုတ်ဘက်တော်ကကျမအထဲမှာရှင်လာတာဖြစ်တယ်ဒီမနေ့ဘာသာဘာသာပြန်ပြီးတဲ့အခါမှာဘာသာဖြစ်ကဘာပြောမာရိကပြောတယ်ဒီအထဲထဲမှာတန်ရှင်တော်ဝိညာဉ်တော်အဖြစ်ပရိသေယူမယ်ပြီးရင်ဒါရောက်ကြအောင်ဝင်တယ်မရိယဘလို့ဖြစ်နိုင်ပါလဲလို့မေးတယ်ဘလို့ဖြစ်နိုင်ကျမအပြိုလေးလို့ပြောတယ်ဒီလိုပဲကျမလည်းမာရိကိုပဲဖြစ်ခဲ့တာဖြစ်တယ်ကျမအထဲထဲမှာအသေးဖြစ်လာမယ်ဘုရားရဲ့ဝိညာဉ်တော်ရှင်လာမယ်ကျမဆဲရဲ့အသေးဖြစ်လာမယ်ကျမရဲ့နှလုံးရဲ့အသေးဖြစ်လာမယ်အရာခက်တဲ့အသေးဖြစ်လာမယ်ဘလို့ဖြစ်နိုင်ပါလဲဆိုကျမလည်းမယုံနိုင်ဖြစ်တယ်ဒါပေမဲ့လူကခန်းကြီးကြီးကျမတို့မဖတ်ပြလိုက်တော့အယောင်ပြန်ဖတ်ကြည့်တယ်လူကခန်းကြီးကြီးမှာအခန်းရဲ့19နဲ့20မှာဇာခရိရှိကိုအရင်သွားပြောတယ်ဇာခရိယောဟန်ကိုဝင်းတယ်ဇာခရိ
ကမယုံနိုင်ဘူးတဲ့မယုံတဲ့အတွက်ကြောင့်လည်းဘုရားပြောရင်ပြောတဲ့တိုင်းပဲမင်းကမြုံနေနေတဲ့ဆိုဘာဖြစ်လဲဆိုတော့ဇာတိကအဲ့ချင်းကစားပြီးတော့အားသွားတယ်မြုံအားသွားတယ်နော်ဒါပေမဲ့ဘုရားကသူ့စကားတိုင်းလောက်တာမလောက်တာလောက်တဲ့အချိန်ကျတော့ယောဟန်ဝင်သွားတယ်မာရိစီရောက်လာတယ်မာရိကိုပြောတယ်မင်းဟာတရှင်တော်ကြီးတော့တက်ရောက်လာပြီးတားယောက်ျားကိုမွေးနေတယ်အဲ့ဒီသားကတကယ်ဘုရားသခင်ရဲ့တားဖြစ်တဲ့လူတွေကိုကေချုပ်ခဲ့တဲ့မာရိရတယ်ကျမဘလို့ဖြစ်နိုင်ပါလဲကျမတို့ပဲပြောတယ်အသေးဖြစ်လို့ဖြစ်နိုင်ပါလဲဆိုမာရိလည်းအဲ့မာရိကတခုပဲပြောတယ်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တိုင်းကျမနိုင်ဖြစ်ပါစေဟာလေလုယာကျမလည်းဒီလိုပဲပြောနေတာအစာခရီးရဲ့နှုတ်ကပတ်တော်ကိုကြားတဲ့အခါမှာဘုရားသခင်ရဲ့တေးခြင်းကနေယေရှုကိုရှင်းပြခန်းရောက်တဲ့ဝိညာဉ်တော်ကျမထဲမှာရှင်းနေပြီဟာလေလုယာအဲ့ဒီဝိညာဉ်တော်ကကျမထဲမှာခုနဆိုသွားတဲ့ဝတ်ရှိဆောင်ဝိညာဉ်တော်ယေရှုရဲ့နှလုံးခုန်တဲ့ကျမထဲကိုရောက်လာတယ်ဟာလေလုယာရှိတဲ့သူအရောက်စီတိုင်းမှာလည်းဘုရားသခင်မျက်နှာတာပေးထားတဲ့သူတွေဖြစ်တယ်ဟာလေလုယာမာရိကိုတမန်တွေ့တဲ့အခါမှာဘုရားသခင်ရဲ့မျက်နှာတာကိုရတော့မိန်းမ